personal ပေါ့နော်ကိုကြီးကိုတာအမြင်ပဲဖြစ်တယ်အဲ့ဒါ official မဟုတ်ပါဘူးဗျဆိုတော့ကျွန်တော်အမြင်မှာအဲ့ဒါတူးတက်တာမဟုတ်ဘူးဗျအရင်တုန်းကကျွန်တော်ဇိုမီ ZRA Eastern Comment ကညီအကူအချင်းချင်းမတတ်ချင်လို့တက်ချင်တဲ့ solution သူတို့ကလာတာဗျသူတို့ကမြောက်များစွာလာတယ်ပြီးလို့ရှိရင် CNF ဆိုတာလည်းပဲ Supreme Council တုန်းကကြည့်မယ် solution သူတို့မှအင်အားမရှိဘူး ZRA ကတာအင်အားပူကြီးတယ်အဲ့ချိန်မှာဆိုတော့စစ်တိုက်တယ်ဆိုတာအခုဥပမာပြောရမယ်ဆိုရင်ယူကရိန်းနဲ့ရုရှားတိုက်တာပေါ့ဗျာယူကရိန်းနဲ့ရုရှားတိုက်တော့အခု3နှစ်တိုက်တဲ့ချိန်မှာစစ်တိုက်ကျွမ်းတဲ့လူတွေကအကုန်လုံးတည်တယ်မတည်တဲ့စစ်သားတွေကဒဏ်ရာရကုန်ပြီဆိုတော့ကျွမ်းကျန်တဲ့လူတွေမရှိဘူးဒါပေမဲ့ CNF မှာအဲ့လိုမဟုတ်ဘူး CNF မှာကျွမ်းကျန်ထက်ဘူးတဲ့စစ်သားတွေကနိုင်ငံခြားရောက်ကုန်တယ်ຫນွေဦးတော်လန်ကြီးရောက်မှ10ရောက်အယောက်20လောက်ရှိတဲ့ CNF တွေက training ပေးပြီးတော့တကက်ဝါရှင်တမားတွေမရှိတော့တဲ့စစ်သားတွေအများများတာဟုတ်အဲ့ဒါကြောင့်သူတို့က100လာတယ်ဆိုရှုံးတယ်90လာတယ်ဆိုလဲရှုံးတော့မြောက်များစွာလာတာပေါ့အဲ့ဒီမြောက်များစွာလာတဲ့ကောင်တွေကို ZRA Eastern Comment ကပြစ်တယ်ဆိုတေးတာပေါ့ဗျာအဲ့ဒါတနတ်ဆိုတာ Eastern Comment ကသူတို့တင်တန်းစင်ပွဲမှာပြောတာပါဘယ်လိုဆို ZRA မန်တမြကို training ပေးတဲ့ချိန်မှာတယောက်ကရန်သူ10ယောက်နိုင်အောင် training ပေးရချင်းဖြစ်တယ်လို့ပြောတယ်ဆိုလိုချင်တာတယောက်က10ယောက်နိုင်အောင် training ပေးတယ်ဆိုတာ commando လို့ခေါ်တယ်ဗျဆိုတော့သူတို့အယောက်900လာတဲ့ချိန်မှာ Eastern Comment ကတရားရှိတယ်ဆိုရင်တော့တဝက်တပြတ်တော့တေးမှာပဲဒါပေမဲ့ကိုတို့မှာ commando တဘောနဲ့နေထိုင်တဲ့ချိန်မှာဒဏ်ရာရတယ်လို့ရှိမယ်တေးတယ်လို့လည်းရှိနိုင်တယ်ဒါပေမဲ့တေးတာအနည်းဆုံးဖြစ်အောင် training လုပ်ထားတာအရင်တုန်းကအခုတိုးတက်တာမဟုတ်ဘူးအရင်တုန်းကမတိုက်ခိုက်ခဲ့တာအရင်တုန်းကမတက်ဖြတ်ချင်တာအခုနောက်ပိုင်းတော့မရတော့ဘူးဆိုလို့တွေးခံမှာနည်းနည်းပြကြည့်တာပေါ့ဗျာဆိုတော့နောက်ထပ်ပရုတ်လာရင်လည်းပဲ Eastern Comment ကတော့ပြအောင်မယ်လို့ထင်တယ်ဒါပေမဲ့ဒါတွေဟာလည်းပဲကျွန်တော်သုံးသပ်ရချင်းပဲဖြစ်တယ်တကယ်အတွင်းကျတော့ကျွန်တော်လည်းမသိပါဘူး